ပွဲဖြစ်လာဖို့အရေးရောင်နေပြသနေပြီဖြစ်တဲ့ဗန်နဲ့ပန်တို့ဂျာတို့မကြေပွဲတိုက်ခိုင်အားကစားစီတွေကိုတင်ဆက်ပေးနေတဲ့ကေးဆိုင်ဂျာနဲ့ channel လေးကနေပြန်လဲကြိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲဖြစ်လာဖို့အရေးရောင်နေပြသနေပြီဖြစ်တဲ့ဗန်နဲ့ပန်တို့ဂျာတို့မကြေပွဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ UFC Flyweight တန်းကတော့တော်လေးကိုလှုပ်ခတ်မှုတွေများနေပါတယ်အဓိကတော့အရင်က Flyweight တန်းဟာပြင်းမှုကောင်းတယ်လို့ပြောလို့ရပေမဲ့ဒီနောက်ပိုင်းမှာတော့ပုံစံမျိုးစုံအကွက်မျိုးစုံနဲ့ထိတန်း fighter တွေပေါ်များလာခဲ့လို့ရင်ကုန်ဆဲလို့ရှားစရာတွေအပြည့်အဝပေးစွမ်းနေကြတာပါလက်ရှိမှာတော့ Flyweight တန်းမှာမိမှုထားတာကမြန်မာကိုစားပြုချင်း fighter နဲ့ Joshua Ban ပဲဖြစ်ပါတယ်ဗန်ကဘရာဇီး fighter ဘန်လိုဂျာကိုဒိုင်ဝဲရဲနဲ့အနိုင်ယူထားခဲ့သလိုစင်ကာပူဂျပန်လေးတက်စရိုတိုင်ယာကိုလည်းဒိုင်ဝဲရဲနဲ့အနိုင်ယူပြီးချန်ပီယံကပတ်ကိုကာကွယ်ထားနိုင်ခဲ့တာပါချန်ပီယံဟောင်းဘန်လိုဂျာကဗန်ကိုရှုံးနေပြီးလက်စစ်လွဲသွားခဲ့တဲ့ကပွဲမထိုးဘဲနဲ့အနိုင်ယူနေခဲ့တာပါဘန်လိုဂျာနေတဲ့ဒန်ယာကြောင့်ရှုံးနေသွားခဲ့တာကြောင့်ဗန်ကိုမကြေဝဲနှွှဲကျင်တယ်လို့ UFC ဘက်ကလည်းဘန်လိုဂျာကိုတေချာပေါက်အခွင့်အရေးပြန်ပေးမှာပါလက်ရှိမှာဘန်လိုဂျာကကြမ်းခိုင်မှုပြေးဝသွားပြီးဖြစ်တော့ပွဲထိုးဖို့အဆင်သင့်ဖြစ်နေပါပြီဒါကြောင့်မလို့ဗန်နဲ့ဘန်လိုဂျာတို့ရဲ့မကြေပွဲသတင်းတွေကပိုပြီးတော့မှကြေကြေလောင်လောင်ထွက်ပေါ်လာခဲ့တာပါဒီကြားထဲမှာဗန်ကိုစင်ကောထားတဲ့ fighter တွေကလည်းမနေပါဘူး Flyweight တန်းရဲ့ထိတန်း fighter တွေအားလုံးကဗန်ရဲ့ချန်ပီယံကပတ်ကိုပဲဝိုင်းစင်ခေါ်ခဲ့ကြတာပါဗန်အနေနဲ့ပလာယာကိုအမောက်သိပ်ပြီးသွားပြီမို့လို့နောက်တစ်ခါဆောင်းပွဲစစ်မဲ့သူကချန်ပီယံဟောင်းဘန်လိုဂျာပဲဖြစ်လာနိုင်ပါတယ်ဒီကောင်ကတော့ဘန်လိုဂျာကသတိကြီးကြီးနဲ့ပြင်ဆင်လာနေတာကြောင့်ဘန်အတွက်တော့ရှေ့ကပွဲတော့လွယ်ကူမှာမဟုတ်ပါဘူးဒါပေမဲ့ဒီနောက်ပိုင်းမှာနိုင်ပွဲဆက်ပြီးစိတ်သက်ပိုင်းအကောင်းဆုံးပုံစံမှာရှိနေတဲ့ဗန်ကလည်းဘန်လိုဂျာအတွက်အိမ်မန်ဆိုးဖြစ်လာစေမှာပါဗီဒီယိုလေးကတော့ပါမယ်ဝိုင်းချန်ပီယံရှစ် UFC လက်ဝဲနဲ့ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာမို့လို့ KSI Channel လေးကို follow နဲ့ subscribe လေးလုပ်ပေးထားကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်ခင်ဗျာ